ခေတ်မီအမြောက်တွေကိုဓာတ်နဲ့ပြန်နိုင်ခဲ့တဲ့ကမ္ဘာကျော်စစ်ဗျူဟာဒါဟာမဟာဗန္ဓုလရဲ့မြေအောက်စစ်ပွဲပဲဖြစ်ပါတယ်1824ခုနှစ်ကမ္ဘာအင်အားကြီးဗြိတိရှအင်ပါယာရဲ့ခေတ်မီစစ်တပ်ကြီးဟာရန်ကုန်မြို့ကိုကျူးကျော်ဝင်ရောက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာမြန်မာစစ်တပ်ဟာခေတ်မမီတော့တဲ့တာလန်နဲ့အမြောက်အဟောင်းချို့ကိုပဲပိုင်ဆိုင်ထားတာပါလူအများစုကထင်ကြတာကတော့မြန်မာတွေအလွယ်တကူရှုံးနိမ့်တော့မယ်ဆိုတာပါပဲဒါပေမဲ့အဲ့ဒီအတွေးမှနေကြောင်းကိုစစ်တူကြီးမဟာဗန္ဓုလကကဘာတိအောင်တက်တည်ပြခဲ့ပါတယ်အင်္ဂလိပ်စစ်ဗိုလ်ချုပ်တွေတောင်အံ့ဩတုန်လှုပ်သွားစေခဲ့တဲ့ဗန္ဓုလရဲ့မြေအောက်ကျင်းတူးနည်းဗျူဟာကပါလဲဒီနေ့မှာတော့ကျွန်တော်တို့ဒါကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါဗျအင်္ဂလိပ်စစ်တပ်ဟာစက်မှုတော်လှန်ရေးကနေထွက်ပေါ်လာတဲ့အကောင်းဆုံးရိုင်ဖယ်သေနတ်တွေအဝေးပစ်အမြောက်တွေနဲ့ကြီးစံအမြောက်များကိုသုံးနိုင်ပါတယ်မြန်မာစစ်တပ်ကတော့ဓာတ်နဲ့လှံကိုပဲအဓိကအားကိုးရတာပါဒီလိုလက်နက်အင်အားမမျှတတဲ့ပွဲမှာရင်ဆိုင်တိုက်ဖို့ဆိုတာမလွယ်ကူပါဘူးဒါကြောင့်စစ်တူကြီးမဟာဗန္ဓုလဟာရန်ကုန်မြို့ရွှေတကုံဖျားရဲ့ပတ်ဝန်းကျင်မှာအင်္ဂလိပ်စစ်တပ်ကိုဝိုင်းထားဖို့ဆုံးဖြတ်ခဲ့ပါတယ်ဗန္ဓုလရဲ့အမိန့်ကတော့ညဘက်မှာရန်သူခံတနာအထိတိတ်တဆိတ်ကတ်သွားပြီးကျင်းတူးကြဆိုတာပါပဲဒါကရိုးရိုးကျင်းတူးတာမဟုတ်ပါဘူးလူတကိုယ်စာဝင်ဆက်တဲ့ကျင်းလေးတွေကိုခက်စိတ်စိတ်တူးပြီးအဲ့ဒီကျင်းတွေကိုမြေအောက်ကနေတစ်ခုနဲ့တစ်ခုဆက်သွယ်ထားတာပါအင်္ဂလိပ်စစ်ဗိုလ်ချုပ်တွေကတော့ညဘက်မှာမြန်မာတွေဘာလို့နေမှန်းမသိခဲ့ပါဘူးမနက်လင်းလို့မှန်ပြောင်းနဲ့ကြည့်လိုက်တဲ့အခါအင်္ဂလိပ်တွေစွန့်သွားခဲ့ရပါတယ်ညကဘာမှမရှိတဲ့မြေပြင်ဟာအခုတော့ကျင်းပေါင်းထောင်တောင်းချီနဲ့ပြည့်နေပါပြီအဲ့ဒီကျင်းတွေထဲမှာမြန်မာစစ်သားတွေဟာမျက်လက်ပြသလိုပဲပျောက်သွားလိုက်ပြန်ပေါ်လာလိုက်နဲ့အင်္ဂလိပ်တွေကိုခြောက်လန့်နေပါတော့တယ်အင်္ဂလိပ်တွေကသူတို့ရဲ့ခေတ်မီတနက်တွေနဲ့ပစ်ခတ်တဲ့အခါမြန်မာစစ်သားတွေကကျင်းထဲကိုငုံဝင်သွားကြပါတယ်ကြီးစံတွေဟာမြေကြီးပေါ်ကိုပဲထိမှန်ပြီးမြန်မာစစ်သားတွေကိုမထိခိုက်စေပါဘူးအင်္ဂလိပ်စစ်တပ်ကရှေ့ကိုတက်လာတဲ့အခါမှာတော့ကျင်းထဲကနေရုတ်တရက်ခုန်ထွက်ပြီးအနီးကပ်ဓာချင်းရှင်ခုတ်ကြပါတယ်ဒီနည်းဗျူဟာကြောင့်အင်္ဂလိပ်တွေဟာသူတို့ရဲ့တနက်တွေကိုအသုံးမချနိုင်တော့ဘဲအထိနာခဲ့ရပါတယ်အင်္ဂလိပ်မှတ်တမ်းတွေမှာမြန်မာတွေဟာမြေအောက်ကနေပေါက်ဖွာလာတဲ့လူသားတွေလိုပဲခံမှန်းလို့မရအောင်မြန်ဆန်ပြီးရဲရင်ကြတယ်လို့ရေးသားခဲ့ရပါတယ်ဒီကျင်းတူးနည်းဗျူဟာနောက်ပိုင်းမှာကမ္ဘာစစ်သမိုင်းမှာ trench warfare လို့လူသိများလာပြီးပထမကမ္ဘာစစ်မှာအကြီးအကျယ်သုံးခဲ့တဲ့နည်းစနစ်ဖြစ်ပါတယ်အင်္ဂလိပ်စစ်ဗိုလ်ချုပ်စာအာချီဘောကမ်ဘဲ Sir Archibald Campbell ကမြန်မာတွေရဲ့ကျင်းတူးတဲ့ကျွမ်းကျင်မှုကဥရောပစစ်တပ်တွေထက်တောင်တာလွန်တယ်လို့အတိအမှတ်ပြုခဲ့ရပါတယ်ဒါဟာကျွန်တော်တို့မြန်မာစစ်သူကြီးရဲ့ဉာဏ်ပညာနဲ့ရဲစွမ်းသတ္တိကိုကဘာကသိသွားခဲ့တဲ့အချိန်ပါပဲလက်နက်အင်အားမမျှပေမဲ့ဉာဏ်ပညာနဲ့ရဲစွမ်းသတ္တိကိုပေါင်းစပ်ရင်ဘလို့အင်အားကြီးကိုမဆိုရင်ဆိုင်နိုင်တယ်ဆိုတာမဟာဗန္ဓုလကသက်သေပြခဲ့ပါတယ်ဒီသမိုင်းကြောင်းကိုတင်ရောဘလို့မြင်လဲပြကွန်မန့်မှာဆွေးနွေးသွားကြပါဦးအခုလိုစိတ်ဝင်စားစရာသမိုင်းဝင်အကြောင်းအရာတွေကိုသိချင်ရင်တော့ကျွန်တော်တို့ page ကို like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့ဥပြအားလုံးကိုကျေးဇူးတင်ပါတယ်